မင်္ဂလာပါဒီနေ့ကျွန်တော်တို့လေးလာစရာရထားတဲ့မဆုတွေကတော့အိမ်တွင်းမှာစိုက်လို့ရတဲ့အပင်လေးတွေအကြောင်းပါပဲအဓိကကတော့လေကိုတန့်စင်ဖြစ်တဲ့အပင်တွေပေါ့နော် ဟုတ်ကဲ့အိမ်တွင်းလေတို့ရေသွေးအတွက်တော်တော်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာပါဟုတ်ပါတယ်အဓိကကြည့်မှာကတော့မဆုတွေထဲမှာဖော်ပြထားတဲ့အပင်၃မျိုးပေါ့နော်ရှာဆုံးလက်ပတ်လက်ဖက်ပင်နောက်ပြီးတော့ပင်စိမ်းဒီအပင်တွေရဲ့အချို့ကျေးဇူးတွေဘယ်လိုပြုစုရမလဲဆိုတာအချင်းလေးတွေပေါ့အဲ့ဒါလေးဒီဆွေးနွေးကြည့်ကြရအောင်ကောင်းပါလေကဲပထမဆုံးရှာဆုံးလက်ဖက်ကိုရန်ကြည့်လိုက်အောင်သူ့ကြောင့်ကတော့လူတော်တော်များများပြကြပါတယ်လေတူတွေကဖုံးတွေအစိမ်ငွေတွေတန့်စင်ပြီးတယ်ဆိုတာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကအခြေခံအကျိုးကျေးဇူးပေါ့မှန်ပါတယ်ဒါပေမဲ့မဆုတွေထဲမှာအဲ့ဒါအပြင်ထပ်ပါးတွေထူးထူးခြားခြားဖော်ပြထားသေးလေဥပမာအနာကျက်တာတို့အရေးပြောင်းတဲ့တဘာဝကြော်တို့အပြင်ပေါ့စိတ်ဝင်စားစရာကောင်းတာတစ်ခုကမဆုထဲမှာသူကလေ formaldehyde လိုမျိုးပေါ့အိမ်သုံးပစ္စည်းတွေကထွက်တတ်တဲ့ဓာတုငွေ့တချို့ကိုဖယ်ရှားပေးနိုင်တယ်လို့ညွှန်းထားတယ်အော်ဟုတ်လားအဲ့ဒါဆိုတော်တော်အသုံးဝင်တာပေါ့ဟုတ်တယ်အဲ့ဒါကြောင့်အိမ်တွင်းလေအရေးအသွေးကိုတကယ်တိတိကျကျကောင်းစေနိုင်တာနောက်ပြီးသူ့ရဲ့ထူးခြားချက်ကဟိုဒီရေတစ်မကြိုက်တာဆိုတော့ပြုစုရလွယ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့မဆုမှာတတိပေးထားတာကအဖြစ်များတဲ့အမှားရေရန်လောင်းမိတာမျိုးပေါ့အဲ့ဒါတော့ရှောင်းရမယ်လို့ဆိုတာပါတယ်ဟုတ်ပါပြီဒါကရှားဆောင်ပေါ့ကဲနောက်တစ်ခုလက်ဖက်ပင်ကြတော့ရောမဆုထဲမှာကစိတ်ဖြီးစည်းမှုရှော့ချပေးတဲ့လေးတန့်စင်တဲ့ဆိုတာတွေတွေ့တယ်ပြီးတော့အရက်ခူပြီးလက်ဖက်ရည်လက်တောက်လို့ရတယ်ဆိုတာကလည်းဆွဲဆောင်မှုရှိတယ်နော်အဲ့ဒါလေးရဲ့သဘောကျဖို့ကောင်းတယ်စိတ်ဖြစ်စီမှုကြောတယ်ဆိုတာကလည်းမဆုမှာတော့တိတိကျကျဘလို့ဓာတုဖြစ်စီကြောလို့မရေးထားဘူးဒါပေမဲ့အပင်ကိုကိုယ်တိုင်ပြုစုတာအရွက်ကိုကိုယ်တိုင်ခူးတာပြီးတော့လက်ဖက်ရည်လောက်တောက်ရတဲ့အဲ့ဒီ process ကိုယ်တိုင်ကစိတ်ကိုအေးချမ်းမှုပေးနိုင်တဲ့သဘောကိုပြောချင်မှုရပါတယ်။အော်ဟုတ်ကဲ့အဲ့လိုသဘောမျိုးပါ။ဟုတ်တယ်လေကောင်းလေးတန်းရတာကတစ်ပိုင်းဒီလိုကိုယ်တိုင်လှုပ်ဆောင်ရတဲ့အတွေ့အကြုံကတစ်ပိုင်းပေါ့စိတ်ကြည်လင်မှုတော့ပေါ့နော်။သူကိုပြုစုဖို့ကြတော့ရောဘာတွေလိုအောင်မလဲ။သူကတော့အလင်းရောင်ကောင်းကောင်းလေးလိုတယ်တဘာဝအလင်းရောင်ပေါ့ပြီးတော့ရေကတော့ပုံမှန်လောင်းပေးဖို့လိုတယ်လို့ဆိုပါတယ်တခြားအပင်တွေလိုပါပဲโอเคကဲနောက်ဆုံးတစ်မျိုးပင်စိမ်းကတော့ဟင်းချက်တဲ့နေရာမှာတော်တော်များများသုံးကြတယ်နော်ဟုတ်အနံ့လေးကမွေးတော့လေဟုတ်ဒါပေမဲ့မဆူရီမှာသူ့ရဲ့ကျမကြီးအကျိုးကျေးဇူးတွေကိုပို့ပြီးအသားပေးထားတယ်antioxidant ကျွေးဝတယ်လေတန့်စင်တယ်ချောင်းဆိုးအရေးမီတသားစေတယ်စိတ်ဖြစ်စီမှုရော့တယ်စသဖြင့်ပေါ့အဲ့ဒီ antioxidant ကျွေးဝတယ်ဆိုတာလေးကိုနည်းနည်းရှင်းပြပေးပါလားကျမကြီးတဲ့ဘလို့အရေးပါတာလဲantioxidant ဆိုတာကလေခန္ဓာကိုယ်ထဲမှာ cell တွေကိုဖျက်ဆီးစေနိုင်တဲ့ molecule လေးတွေရှိတယ် free radicals လို့ခေါ်တာကိုအဲ့ဒါလေးကိုတိုက်ထုတ်ပေးတဲ့ drug ပေါင်းတွေမှာဆိုတော့ပင်စင်ကလေးထူတန့်စင်ပေးရုံတည်းမဟုတ်ဘူးသူကိုစားသုံးရင်အဲ့ဒီ antioxidant တွေကြောင့်ကိုယ်ခံအား system ကိုပါအားကောင်းစေနိုင်တယ်ဆိုတဲ့ရှုထောင့်ကနေမဆုမှာချိတ်ဆက်ပြထားတာဒါကအရေးကြီးတဲ့အချက်ပဲဟုတ်ကဲ့ဒါဆိုစားလို့လည်းရလေတန့်စင်ဖို့အိမ်မှာထားလို့လည်းကောင်းပေါ့ဟုတ်ပါတယ်သူလည်းအလင်းရောင်တဲ့ရေတော့ပုံမှန်လိုအပ်ပါတယ်ဟုတ်ဒီတော့အခုပြောခဲ့တဲ့အပြင်သုံးမျိုးလုံးကိုခြုံကြည့်လိုက်ရင်အဓိကလိုအပ်တာကတော့အလင်းရောင်ရဲ့ရေရပဲပေါ့နော်ရှားဆောင်တော့ရေနည်းနည်းပဲလိုတယ်ဆိုတော့လေတတိထားအောင်ပဲဟုတ်ပါတယ်တကယ်တော့ဒီမဆုဒီတာပြချင်နေရကဒီအပင်တွေကလွယ်လွယ်လေးစိုက်လို့ရတယ်ပြီးတော့လေလဲတန့်စင်ပေးတယ်ကျမရေကြိုးကျေးဇူးလည်းရနိုင်တယ်ရှားဆောင်လိုမျိုးဆိုအလှပအတွက်ပါသုံးလို့ရသေးတယ်ဆိုတော့အကျိုးကျေးဇူးတွေစုနေရတာပေါ့တစ်ချက်ခုနှစ်ချက်ပြသုံးချက်ပြဖြစ်တော့ပေါ့အဲ့လိုပြောလို့ရတယ်အိမ်တွင်းပဝန်းကျင်ကောင်းမှုအတွက်ရိုးရှင်းနေပြီးတော့ထိရောက်တဲ့တဘာဝနီးလန်းနေလို့ကောက်ချက်ဆွဲနိုင်မယ်ထင်ပါတယ်ဟုတ်ကဲ့ဒါကြောင့်မို့ဒီနေ့လေ့လာခဲ့တဲ့မဆူရီအချင်းရင်ရှားဆောင်လက်ပတ်လက်ဖက်ပင်ဖင်စိမ်းတို့ဟာအိမ်ထဲမှာထားဖို့တင့်လို့တယ်လေကောင်းလေတန့်တဲ့ရောကျမရဲ့အတွက်ပါအကျိုးရှိတယ်ပြုစုရလည်းမခတ်ဖို့ဆိုတာတော်တော်လေးရှင်းသွားပါပြီဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ချင်တာကတော့လေဟုတ်ကဲ့ဒီမဆုတွေမှာဖော်ပြထားတဲ့လေထူးတစင်တာတို့ကျမကြီးအကျိုးကျေးဇူးတွေတို့အပြင်ပေါ့လို့သက်ရှိအပင်လေးတစ်ပင်ကိုကိုယ်တိုင်နေ့စဉ်ဂရုစိုက်ပြီးပြုစုနေရတဲ့အလုပ်ကိုယ်တိုင်ကလေကျမတို့ရဲ့စိတ်ကျန်းမာရေးပေါ်နေ့စဉ်ဘဝအပေါ်မှာတခြားဘလို့ကောင်းတဲ့သက်ရောက်မှုတွေရှိနိုင်သေးလဲအဲ့လားလေးကိုဆက်ပြီးတော့စဉ်းကျင်ကြည့်ဖို့အကြံပေးခြင်းပါတယ်အော်ဟုတ်ကဲ့ကောင်းတဲ့အချက်ပါပဲအပင်လေးတွေစိုက်ပျိုးခြင်းရဲ့စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးပေါ့နော်ကောင်းပါတယ်